OpenAI ဟာအစာရောကတော့အကျိုးမြတ်မယူတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ခဲ့ပေမဲ့လည်းနောက်ပိုင်းမှာတော့လိုအပ်တဲ့ငွေကြေးကိုရနိုင်ဖို့အတွက်အကျိုးမြတ်ရှာတဲ့အဖွဲ့အစည်းတစ်ခုအနေနဲ့ပြောင်းလဲဖို့ကြိုးစားလာခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ OpenAI ရဲ့ founder တွေထဲကတစ်ယောက်လည်းဖြစ်တဲ့ Elon Musk အပါအဝင်လူတော်များများကတော့ OpenAI ဟာ close AI ဖြစ်သွားပြီးသုံးစွဲသူတွေကိုလိမ်လည်သွားကြပြီးစသဖြင့်ဝေဖန်မှုတွေပြင်းပြင်းထန်ထန်လှုပ်ဆောင်လာခဲ့ကြပါတယ်။ Elon ဆိုရင် OpenAI ကိုလိမ်လည်မှုနဲ့တော့တရားစွဲခဲ့ပါသေးတယ်။အခုတော့ OpenAI ဘက်ကနေသူတို့အဖွဲ့အစည်းရဲ့စနစ်ပြောင်းမဲ့အစီအစဉ်တွေကိုဖျက်သိမ်းလိုက်ပြီလို့သိရပါတယ်။ OpenAI ဘုတ်အဖွဲ့ရဲ့ထုတ်ပြန်ချက်အရဆိုရင်ကုမ္ပဏီကိုစတင်တည်ထောင်ခဲ့တုန်းကအတိုင်းပဲအကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းပုံစံမျိုးနဲ့ပဲဆက်ပြီးဆောင်ရွက်သွားတော့မယ်လို့သိရပါတယ်။လက်တလောသူတို့မှလိုအပ်တဲ့ငွေကြေးကိုရှာဖွေပေးနိုင်ဖို့အတွက် LLC လို့ခေါ်တဲ့ Limited Liability Company တစ်ခုရှိနေပြီးတော့ဒီ LLC ကနေရင်းနှီးမြှုပ်နှံမှုတွေရနိုင်ခဲ့သလိုဝန်ထမ်းတွေကိုလည်း share တွေခွဲဝေပေးနိုင်ခဲ့ပါတယ်။အခုတော့အဲ့ဒီငွေရှာနေတဲ့ LLC ဟာအများအကျိုးဦးစားပေး Corporation Public Benefit Corporation PBC အဖြစ်နဲ့ပြောင်းလဲသွားတော့မယ်လို့ဆိုပါတယ်။ဆိုတော့အခုလိုတွေပြောင်းလဲဖို့ဆုံးဖြတ်ခဲ့တဲ့အတွက်ကျွန်တော်တို့သုံးစွဲသူတွေကဘယ်လိုကောင်းကျိုးတွေရလာနိုင်မှာလဲ။သူတို့တွေရောဘယ်လိုနီးလန်းမျိုးတွေနဲ့ဆက်ပြီးငွေရှာဖို့စီစဉ်သွားနိုင်မလဲ။အခုလိုတွေဖြစ်လာတာရော Elon Musk အပါအဝင် ChatGPT သုံးစွဲသူတွေကို OpenAI ဘက်ကအရှုံးပေးသွားရတယ်လို့ပြောလို့ရမလား။စတာတွေနဲ့ပတ်သက်ပြီးတော့ဒီနေ့မှာမိတ်ဆွေတို့နဲ့အတူတူဆွေးနွေးသွားဖို့ရှိနေပါတယ်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ AI Learning မြန်မာအနေပြန်လည်ကြိုဆိုလိုက်ပါတယ် OpenAI ဟာကြေညာခဲ့တဲ့ PBC ဆိုတာဟာ share ရှင်တွေရဲ့အကျိုးစီးပွားအပြင်ကုမ္ပဏီရဲ့ရည်မှန်းချက်ကိုပါအောင်မြင်အောင်ဆောင်ရွက်ပေးရတဲ့အဖွဲ့အစည်းပုံစံတစ်ခုပါဒါတာမန်အကျိုးအမြတ်တစ်ခုတည်းကိုသာကြီးတတ်တဲ့ LLC တဲ့ပိုကောင်းတဲ့ပြောင်းလဲမှုတစ်ခုလို့ဆိုနိုင်ပါတယ်။ဘာလို့လဲဆိုရင် PBC ရဲ့ရည်မှန်းချက်ကလည်း OpenAI ကိုစတင်တည်ထောင်ခဲ့တော့ရည်မှန်းချက်အတိုင်းပဲလူသားအလုံးအတွက်အကျိုးရှိစေမဲ့ Artificial General Intelligence AGI ကိုဖန်တီးဖို့ပဲဖြစ်မယ်လို့ယူဆရတာကြောင့်ပါ။ဆိုတော့ OpenAI အနေနဲ့ချက်ချင်းကြီးဘာကြောင့်ဒီလိုတွေပြောင်းလဲမှုတွေဖြစ်သွားခဲ့ရတာလဲ။ဒီအကြောင်းကိုမပြောခင်မှာ OpenAI ရဲ့သမိုင်းကြောင်းကိုအကျဉ်းချုပ်လေးပြန်ပြီးတော့လေ့လာကြည့်ကြအောင်ပါ။ OpenAI ကို2015နိုဝင်ဘာမှာအကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းတစ်ခုအဖြစ်နဲ့တည်ထောင်ခဲ့ပါတယ်။ Elon Musk ကပူးတွဲတည်ထောင်သူတဦးဖြစ်ပြီးတော့ဒေါ်လာတန်း90လှူဒန်းခဲ့တယ်လို့လည်းသိရပါတယ်။ဒါပေမဲ့နောက်2နှစ်လောက်အကြာမှာတော့ Elon နဲ့ Sam Altman တို့အဆင်မပြေဖြစ်ခဲ့ကြပါတယ်။ Elon ကကုမ္ပဏီကိုအပြည့်အဝထိန်းချုပ်ချင်ခဲ့ပြီးတော့ CEO လည်းဖြစ်ချင်ခဲ့ပါတယ်။ဒါပေမဲ့ Sam Altman နဲ့ George Brookman အပါအဝင်OpenAI ရဲ့တခြားသောခေါင်းဆောင်တွေကတော့ဒါကိုညှင်းဆန်ခဲ့ကြပါတယ်။ဒါကြောင့်ပဲ Elon က OpenAI ကိုစွန့်ခွာဖို့အထိဖြစ်သွားခဲ့ပါတယ်။အဲဒီနောက်တော့2019မှာတော့ OpenAI ကဘဏ္ဍာရေးအကျပ်တဲ့စကြုံလာခဲ့ရပြီးတော့သူတို့အနေနဲ့ငွေအများကြီးရင်းနှီးမြှုပ်နှံပေးမဲ့လူတွေလိုအပ်လာနေပြီဆိုတာကိုလည်းသိလာတဲ့အတွက် OpenAI LP ဆိုတဲ့အကျိုးအမြတ်ရှာတဲ့လက်အောက်ခံကုမ္ပဏီတစ်ခုကိုတည်ထောင်ခဲ့ကြပါတယ်။ဒီလိုလှုပ်ခြင်းအပြင်ရင်းနှီးမြှုပ်နှံမှုတွေကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။အဲဒီနောက်တော့ OpenAI ဟာအကျိုးအမြတ်အပြည့်အဝယူတဲ့ကုမ္ပဏီတစ်ခုဖြစ်နေပြောင်းလဲနိုင်ဖို့စ조사နေတယ်ဆိုတဲ့သတင်းတွေဇက်တိုက်ထွက်ပေါ်လာခဲ့ပါတယ်။ Elon ကလည်း XAI ဆိုတဲ့ကိုယ်ပိုင် AI ကုမ္ပဏီတစ်ခုတည်ထောင်ခဲ့ပြီးတော့ OpenAI Sam Altman တို့နဲ့တော်တော်လေးကိုဆက်ဆံရေးတင်းမာလာခဲ့ပါတယ်။သူက OpenAI ကိုအကျိုးအမြတ်ရှာတဲ့ကုမ္ပဏီအဖြစ်နဲ့ပြောင်းလဲဖို့စ조사နေတာကိုလည်းတရားစွဲခဲ့ပါသေးတယ်။အကြောင်းပြချက်ကတော့သူ့အနေနဲ့ OpenAI ကိုငွေတွေအများကြီးလဲလှူဒန်းခဲ့တယ်ပြီးတော့ OpenAI ကအကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းဖြစ်နေတဲ့အတွက်အခွန်ကင်းလွတ်ခွင့်တွေရှိနေတာကြောင့်အခွန်မဆောင်မဲနဲ့ငွေတွေအများကြီးရရှိခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီငွေတွေကိုအသုံးချပြီးတော့အလုပ်တွေအများကြီးလုပ်ခဲ့ပြီးတော့မှအကျိုးအမြတ်ရှာတဲ့ကုမ္ပဏီအဖြစ်နဲ့ပြောင်းလဲဖို့စ조사နေတာဟာမယိုးသားဘူးလို့သူကယူဆခဲ့တာကြောင့်ပါဒါ Elon တယောက်တည်းနဲ့မဟုတ်ဘဲနဲ့တခြားသောသုံးစွဲသူတော်တော်များများကလည်းOpenAI ရဲ့လှုပ်ဆောင်ချက်တွေကိုတန်တရားဝင်ခဲ့ကြပါတယ်။ဒီကြားထဲမှာတော့ Elon ကတရားစွဲဆိုမှုကိုရုပ်သိမ်းခဲ့ပေမဲ့နောက်ပိုင်းမှာတော့ပြန်လည်စွဲဆိုခဲ့ပြီးတော့ OpenAI အပြင် Microsoft ကိုပါစွဲချက်ထဲတင်ခဲ့ပါတယ်။ပြီးခဲ့တဲ့လအနည်းငယ်တုန်းကတော့ Elon နဲ့အတူရင်းနှီးမြှုပ်နှံသူအဖွဲ့တစ်ဖွဲ့ဟာ OpenAI ကိုဒေါ်လာ69.4 ဘီလီယံနဲ့ဝယ်ယူဖို့ကမ်းလှမ်းခဲ့ပါတယ်။တကယ်တမ်းမှာတော့သူတို့ကကုမ္ပဏီကိုဝယ်ယူဖို့ထက်စာရင်အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းပုံစံကနေအကျိုးအမြတ်ရှာတဲ့ပုံစံကိုအပြီးပြောင်းလဲဖို့လှုံ့ဆော်ချက်အပေါ်မှာအနှောက်အယှက်ပေးဖို့ပဲရည်ရွယ်ခဲ့တာလို့ယူဆရပါတယ်။ဘာလို့လဲဆိုတော့အဲ့လိုကမ်းလှမ်းလိုက်ခြင်းအပြင်အကျိုးအမြတ်မယူတဲ့ OpenAI ရဲ့တန်ဖိုးကိုဒေါ်လာဘီလီယံ100လောက်အထိမြင့်တင်လိုက်တယ်လို့ဖြစ်သွားတဲ့အတွက်အကျိုးအမြတ်ရှာတဲ့ကုမ္ပဏီတစ်ခုခုက OpenAI ကိုဝယ်ယူဖို့စ조사လာရင်ဒေါ်လာဘီလီယံ100လောက်အထိပေးရတော့မှာမဟုတ်လို့ပါ။
ဒီလို Elon ရဲ့လှုပ်ဆောင်ချက်တွေကိုလည်းမယိုးသားတဲ့လုပ်ရက်တွေလှုပ်ဆောင်ခဲ့တဲ့ဆိုပြီးတော့ OpenAI ဘက်ကတံပြန်တရားစွဲခဲ့ပြန်ပါတယ် Sam Altman က OpenAI ဝန်ထမ်းတွေကိုပေးပို့ခဲ့တဲ့စာထဲမှာတော့ OpenAI ကတာမန်ကုမ္ပဏီတစ်ခုမဟုတ်သလိုဘယ်တော့မှလည်းဖြစ်လာဖို့မရှိဘူးလို့ရေးသားထားပါတယ်သူတို့ရဲ့ရည်မှန်းချက်ကတော့လူသားအလုံးအတွက်အကျိုးရှိစေမယ့် Artificial General Intelligence AGI ကိုဖန်တီးဖို့ပဲဖြစ်တယ်လို့ဆိုပါတယ်ဒါပေမဲ့စတင်တည်ထောင်ခဲ့တဲ့အချိန်တုန်းကတော့သူတို့အနေနဲ့ဘယ်လိုလုပ်ရမလဲဆိုတာသေချာမသိခဲ့ဘူးလို့ဆိုပါတယ်ဒါကြောင့်အကျိုးအမြတ်မယူတဲ့ပုံစံနဲ့ပဲစတင်ခဲ့ကြတယ်အစပိုင်းမှာတော့သူတို့အနေနဲ့စီးပွားရေးပုံစံတွေမစင်းစားခဲ့ကြဘူးလို့ဆိုပါတယ်ဆေးဘက်ဆိုင်ရာအကြံဉာဏ်တွေပေးနိုင်တာဘာသာရေးဆိုင်ရာသင်ယူမှုတွေမှာကောင်းကျိုးတွေပေးနိုင်တာကုန်ထုတ်လုပ်မှုတွေကိုမြင့်တင်ပေးနိုင်တာစတဲ့ AI ရဲ့ဓာတ်ရိုက်အကျိုးကျေးဇူးတွေကိုလည်းထည့်သွင်းမစင်းစားခဲ့ဘူးလို့ဆိုပါတယ်အရေးကြီးဆုံးအချက်ကတော့ AI model တွေကိုလေ့ကျင့်ပေးဖို့နဲ့သုံးစွဲသူတွေကိုဝန်ဆောင်မှုပေးဖို့အတွက်ဒေါ်လာဘီလီယံရာနဲ့ချီပြီးလိုအပ်လာလိမ့်မယ်ဆိုတာကိုမသိခဲ့တာလို့ဆိုပါတယ်အကျိုးအမြတ်မယူတဲ့ကုမ္ပဏီဆိုရင်ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့အကျိုးအမြတ်ကိုမမျှော်လင့်မဲနဲ့ငွေကိုလှူဒန်းရုံသာဖြစ်ပါတယ်အကျိုးအမြတ်ရှာတဲ့ကုမ္ပဏီဆိုရင်တော့ရင်းနှီးမြှုပ်နှံသူတွေကအကျိုးအမြတ်ကိုပါမျှော်လင့်ကြတဲ့အတွက်ငွေတွေအများကြီးပိုရနိုင်တယ်လို့ဆိုခဲ့တာတွေ့ရပါတယ်အခုတော့ Elon စီမှာလည်းကမ္ဘာအကောင်ဆုံး AI ရှိနေပြီး OpenAI မှာလည်းကမ္ဘာလူသုံးအများဆုံး AI ရှိနေပါပြီသူတို့ရဲ့ AI တွေဖြစ်ကြတဲ့ Grok နဲ့ ChatGPT တွေရဲ့ demand တွေဟာသူတို့တကယ်ထောက်ပံ့ပေးနိုင်တဲ့ပမာဏထက်တောင်အများကြီးပိုနေပါတယ်သုံးစွဲသူတွေကသူတို့ရဲ့ထုတ်ကုန်တွေကိုပို့ပြီးအသုံးပြုခြင်းနေကြပေမဲ့လည်းသူတို့အနေနဲ့ဝယ်လိုအားကိုမဖြည့်ဆည်းပေးနိုင်သေးတဲ့အတွက်သုံးစွဲမှုအပေါ်မှာကန့်သက်ချက်တွေချမှတ်ထားရပါတယ် AI စနစ်တွေပို့ပြီးကောင်းလာလေသုံးစွဲသူတွေရဲ့ demand တွေကလည်းပိုပြီးတက်လာလေဖြစ်လာပါတယ်ဒါတွေကိုအချိန်မီဖြည့်ဆည်းပေးနိုင်မှုအတွက်လည်းသူတို့အနေနဲ့အများကြီးစူးစမ်းကြအောင်မှာဖြစ်ပါတယ် OpenAI ကတော့သူတို့ကကမ္ဘာသမိုင်းမှာအကြီးမားဆုံးနဲ့အထက်ရောက်ဆုံးသောအကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ချင်တယ်လို့ဆိုလာပါတယ်ဒါဟာတခြားသောအကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းတွေထက်ငွေကြေးအများကြီးပိုရရှိဖို့နဲ့ရင်းနှီးမြှုပ်နှံသူတွေကိုအကျိုးအမြတ်တွေပြန်ပေးနိုင်ဖို့အထိမျှော်လင့်နေပုံလည်းရပါတယ်ဘယ်လိုဆက်ပြီးလှုပ်ဆောင်ကြမလဲဆိုတာတော့အခုချိန်မှာပြောရခက်ပါသေးတယ် OpenAI အနေနဲ့အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းအဖြစ်နဲ့ပဲဆက်ပြီးရပ်တည်သွားမယ်လို့ဆုံးဖြတ်ခဲ့တာအရက်ဖက်ခေါင်းဆောင်တွေရဲ့အကြံဉာဏ်တွေနဲ့ကယ်လီဖိုးနီးယားဒလာဝဲပြည်နယ်တွေရဲ့ရှေ့နေချုပ်ရုံးတွေနဲ့ဆွေးနွေးပြီးမှချမှတ်ခဲ့ကြတာလို့ဆိုပါတယ်တော်တော်များများတော့ဒီဆုံးဖြတ်ချက်ဟာ Elon ရဲ့ PR ပေးမှုတွေအောက်မှာရှုံးနိမ့်သွားတာဖြစ်နိုင်တယ်လို့သုံးသပ်နေကြပါတယ်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့လိုသုံးစွဲသူတွေအတွက်ကတော့အကျိုးရှိတဲ့ပြောင်းလဲမှုတစ်ခုဖြစ်လာတယ်လို့ပဲဆိုရမယ်ထင်ပါတယ်တကယ်တမ်းစဉ်းစားကြည့်လိုက်ရင် OpenAI ဟာအကျိုးမြတ်ရှာတဲ့ကုမ္ပဏီအဖြစ်နဲ့ပြောင်းလဲဖို့အစီအစဉ်တွေကိုရုပ်သိမ်းလိုက်ပေမဲ့တခြားသောနည်းလမ်းတွေနဲ့ဒေါ်လာဘီလီယံထရီလီယံနဲ့ချီတဲ့ယင်းနှိမ့်မြုပ်နှံမှုတွေကိုရယူဖို့စ조사လာနိုင်ခြေရှိပါတယ်ဘာလို့လဲဆိုတော့ကိုယ်ပိုင် chip တွေထုတ်လုပ်နိုင်ဖို့ Nvidia chip တွေထပ်ပြီးဝယ်ယူနိုင်ဖို့နောက်မျိုးဆက် AI model တွေကိုလေ့ကျင့်ပေးနိုင်ဖို့နဲ့သုံးစွဲသူတွေကိုအဆက်မပြတ်ဝန်ဆောင်မှုပေးနိုင်ဖို့အတွက်ငွေတွေအများကြီးလိုအပ်လာတာကြောင့်ပါ OpenAI ကတော့သူတို့ရဲ့လက်ရှိရှုပ်ထွေးနေတဲ့အကျိုးအမြတ်ကန့်သက်ထားတဲ့ပုံစံအစားတာမန်အစုရှယ်ယာပုံစံမျိုးကိုပြောင်းလဲတော့မှာဖြစ်ပြီးတော့ဝန်ထမ်းသားရရှယ်ယာတွေကိုရရှိမှာဖြစ်တယ်လို့ဆိုပါတယ်ဒါကုမ္ပဏီကိုရောင်းချတာမျိုးမဟုတ်ဘဲနဲ့ပုံပုံရိုးရှင်းတဲ့အဖွဲ့အစည်းပုံစံကိုပြောင်းလဲလိုက်တာလို့ဆိုပါတယ်ဒီပုံမှာမိတ်ဆွေတွေရဲ့သုံးသပ်ချက်လေးတွေကိုလည်းကွန်မန့်မှာမျှဝေပေးခဲ့ကြပါအောင်ဗျာမိတ်ဆွေများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့အတူပြန်လာခဲ့ပါမယ်နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြမယ်